Hello အားလုံးပဲမင်္ဂလာပါရှင်ဗီဒီယိုကောင်းစဉ်လေးကြည့်ပြီးတာတော့ဝင်ကြည့်တယ်ဆိုကြတဲ့ကအားလုံးလည်းကျမလိုပဲအာနာတက်တဲ့ဘဝတူတည်လို့ယုံကြည်ပါတယ်ကျမလည်းလေအရင်ကဆိုရင်မနော်ကိုစိတ်ပြည့်ရလောက်အောင်ဒီသူများအာနာတက်ခဲ့တဲ့သူပါတခုခုဆိုရင်မငြင်းရဘူးကိုမလုပ်ပေးနိုင်တဲ့အရာဆိုရင်တော့မလုပ်ပေးနိုင်ဘူးလို့ပွတ်လည်းမပြောရဘူးပေါ့နော်ကိုအတွက်အဆင်မပြေတော့အဆင်မပြေဖြစ်ခံပြီးမှသူများအဆင်ပြေအောင်လုပ်ပေးတယ်ပြီးတော့အဲ့လိုပေါ့နော်သူများကိုမနိုင်မဲနဲ့လိုက်ကူညီတော့ကိုပဲဒုက္ခရောက်တာတွေသူများအဆင်ပြေအောင်လုပ်ပေးပြီးကိုကြောင့်နောက်ဆက်တွဲစိတ်ဒုက္ခဖြစ်ရတာတွေလည်းဒီခဏခဏကြုံမှုတာပေါ့လေဆိုတော့ကြာလာတော့လေကျမကလေကိုယ့်ကိုစဉ်းစားမိရပေါ့နော်ဘာလို့အဲ့လိုတွေလုပ်နေရလဲပေါ့နော်သူများကူညီတောင်းလာတဲ့အချိန်ဘာလို့မငြင်းချင်တာလဲပေါ့ကိုယ့်ကိုစဉ်းစားကြည့်ရဆိုတော့အဲ့မှာကျမအဖြေတက်တွေ့တယ်အာနာလို့ဟုတ်ပြီအာနာတာဆိုတာဘာလဲပေါ့ထပ်ပြီးစဉ်းစားကြည့်ရနော်သူတို့ညှို့ညင်တော့မှကျမကိုမိတ်ပြတ်သွားမှသူတို့စိတ်ပြတ်သွားမှစိတ်ကုန်သွားမှသူတို့မုံသွားမှနေကျမကြောက်တာစိတ်ပညာမှာကျမဖတ်ဖို့ပဲပေါ့နော်တကယ်တော့တဲ့အာနာတွေဆိုတာတဲ့ကြောက်ရွံ့ခြင်းတစ်မျိုးပါပဲတဲ့နောက်ဆက်တွဲလူမှုရေးခံစားချက်တွေကြောက်တာပေါ့လေကျမတို့ကဆိုတော့အာနာတာကြာလာတဲ့အခါဘာတွေဖြစ်လာလဲဆိုတော့ကို့မှာလည်းအဆင်မပြေတာတွေများလာတယ်ကို့အဆင်မပြေနိုင်မှန်းတိကိုတောင်းမယူနိုင်မှန်းတိနဲ့ကိုညီမိတဲ့မငင်းမိတဲ့မငင်းရဲတဲ့နော်ကိုလည်းစိတ်ပြက်လာတယ်ပေါ့လေဒါကောင်းတဲ့လက္ခဏာမဟုတ်လူတွေကလေသူများကိုစိတ်ပြက်လို့ရမယ်ကိုစိတ်ပြက်လို့မရဘူးသူများကိုမလေးစားလို့ရမယ်ကိုမလေးစားလို့မရဘူးကိုမလေးစားနိုင်တော့တဲ့လူတစ်ယောက်ကကိုအတွက်ကိုမကာကွယ်ပေးနိုင်တဲ့လူတစ်ယောက်ကိုစိတ်ဒုက္ခကိုတော့ကိုဘာသာကင်တွယ်မဖြေရှင်းနိုင်တဲ့လူတစ်ယောက်ကကိုဘယ်လိုပြောအောင်ထားမလဲနော်ဘဝမှာလေဆိုတော့တကယ်တမ်းကျမတို့ကိုဒုက္ခပေးနေတာလေအဲ့ဒီမနိုင်ဝင်လာထမ်းခိုင်းတဲ့လူတွေအကူအညီတောင်းနေတဲ့လူတွေမဟုတ်ဘူးရဲ့ဒါဒုက္ခမှန်တိကိုမလုပ်ပေးနိုင်မှန်နော်ကိုတက်မနိုင်ဝင်မှန်တိနဲ့လေမငင်းမဲလက်ခံတဲ့ကျမတို့ရဲ့အာနာစိတ်ဆိုတဲ့ຢာကြီးရတယ်ကျမတို့ဒုက္ခပေးနေတာပေါ့နော်တကယ်တမ်းပြန်ဆက်ပြီးစဉ်းစားကြည့်လိုက်တော့လေကျမတို့ကအာနာနေတဲ့လူတွေကျမတို့ဟိုမုံသွားမှကြောက်တဲ့လူတွေလိုမျိုးပဲကျမတို့လည်းအဆင်ပြေဖို့ပျော်ဖို့လိုအပ်တယ်လीနော်ကျမတို့ကိုဘဝနဲ့ကိုအရေးကြီးတဲ့လူတွေပဲလေလေးစားခံထိုက်တဲ့လူတွေပဲလीနော်ကိုကြတော့အဆင်မပြေဖြစ်ခံမပျော်မရွှင်ဖြစ်ခံပြီးသူများကိုပဲကြည်နေတာကြတော့ဒါကိုမလေးစားတာတန်ဖိုးမထားတာပဲလေဆိုတော့နောက်ပိုင်းကျမဘယ်လိုအကျင့်လုပ်ယူလဲဆိုရင်ပေါ့လေတခုကျမအတွက်အဆင်မပြေဘူးထင်ရင်ကျမပြောကြည့်တယ်ပေါ့နော်ကြိုးစားပြောကြည့်လိုက်တယ်ညင်းကြည့်တယ်ကိုလှုပ်ပေးနိုင်တဲ့အရာတွေလောက်ပဲတာဝန်ယူတာမျိုးတွေအကျင့်လုပ်ကြည့်တာပေါ့အမှန်ကလေလူတိုင်းကလေကျမတို့ချစ်နေကြမလို့ဘူးရဲ့နော်ကျမတို့ပေါ်တကယ်ချစ်ခင်တဲ့သူတွေဆိုတာလဲလေကျမတို့အဲ့လိုအဆင်မပြေဖြစ်အောင်ခက်ခဲအောင်မလုပ်ကြပါဘူးနော်သူ့ဘက်ကိုပဲမျှတွေ့တာတင်မကောက်ဒီကျမတို့တော့ငဲ့ညာကြတယ်လေနော်တကယ်ချစ်တဲ့ခင်တဲ့လူဆိုတော့သူအဆင်မပြေမှာငါဘာလို့ကူညီတောင်းရမှာလဲအဲ့လိုမျိုးလေးတောင်ထည့်တွက်ပေးကြတယ်လေနော်ဆိုတော့အာမနာတဲ့ကူညီတောင်းနေဆိုရင်သူကလေကျမတို့ဒါတကယ်ချစ်ခင်တဲ့လူတွေမဟုတ်ဘူးပေါ့နော်ဆိုတော့ကျမဘယ်နောက်ထပ်ပါအကျင့်လုပ်ယူလဲဆိုတော့သူများကိုအာနာစိတ်အရင်ခံတယ်မနိုင်ဘူးတခုလှုပ်ပေးမိရောမယ်ဆိုရင်ဗာစဉ်းစားလဲဆိုဟင်ငါအာမနာဘူးလားငါ့ကိုအာမနာတင်ဘူးလားပေါ့အဲ့လိုပြန်တွေးတဲ့အကျင့်ပေါ့လေအဲ့လိုတွေးလိုက်တဲ့အခါကျတော့ဒီကျမတို့ဝန်ဖို့ဖြစ်မဲ့ကိစ္စမျိုးဆိုရင်ဒီလက်မခံပြီးတော့မလုပ်မိတော့ဘူးပေါ့လေတကယ်ညင်းလိုက်တော့လေတခါတည်းနဲ့ပြီးသွားတာပဲဒီလားမဖြစ်နိုင်တာဒီကိုလေဒီအာမနာနဲ့လာကူညီတောင်းလူတိုင်းကလည်းစိတ်ဆိုးတယ်တော့မဟုတ်ပါဘူးသူကလည်းကျမတို့ကလှုပ်ပေးနေတော့သူကလည်းလာကူညီတောင်းနေကြတာလေဒီလားတကယ်တမ်းကျမတို့လက်လည်းမခံဘူးမလှုပ်ပေးနိုင်တဲ့ရမလှုပ်ပေးနိုင်ဘူးညင်းပလိုက်တော့လေဒီလှုပ်ပေးနိုင်တဲ့လူစီသွားကြတာပဲလေနောက်တစ်ခါကျမတို့သူကတော့ငါတို့တမျိုးအကူကြောင့်သူမလှုပ်ပေးနိုင်ဘူးညင်းတက်တဲ့လူပဲဆိုနောက်တစ်ခါကျမတို့လာပြီးတော့မနိုင်ဝန်နေမထမ်းခိုင်းတော့ပဲသိရမလားဆိုတော့ဝန်နေမယူတော့ပါဖြစ်လာဆိုကျမတို့ကပေါ့ပါသွားရောပေါ့ပါတဲ့အရာတော့သိသွားတဲ့ခါကျနောက်ခါဆိုကျမတို့ညင်းရမှလည်းအဲ့လောက်မကြောက်တော့ဘူးနော်ပြောရရင်တော့ညင်းတဲ့အစ်စ်မှာပရိုဖြစ်သွားတာပေါ့လေဆိုတော့ဒီအကျင့်တစ်ခုကလေနော်အစပိုင်းပဲခတ်တာပေါ့လေအားနာတယ်ဆိုတာလေဒါကျမတို့ငယ်ကအယိုးဆွဲလာတဲ့အကျင့်ဆိုတော့အသက်ကြီးမှဒါကြီးဖြောက်ဖို့ဆိုတာကြီးကလည်းမလွယ်ဘူးလေနော်မလွယ်ဘူးဒါပေမဲ့လည်းကိုယ့်အတွက်အဆင်မပြေနေတဲ့အရာဆိုကျမတို့ဘဝအတွက်ပြုပြင်ပေးရမှာပဲလေကျမတို့လည်း
လူပဲလေဟိုပျော်တဲ့နဲ့လွတ်လွတ်လပ်လပ်နေတဲ့နဲ့သူများပေးတဲ့စိတ်ဒုက္ခတွေမခံတဲ့လူတွေပဲလေနော်ဆိုတော့ဒါပေါ့နော်အာနာတတဲ့လူတွေဆိုရင်ဒီကျမရဲ့နီလန်လေးတွေလုပ်ကြည့်ပေါ့နော်စမ်းကြည့်ပေါ့လေအားလုံးကအစပဲခက်တာပါနောက်ပိုင်းကျအဆင်ပြေသွားမှာပါလို့ဆိုတော့သူများကိုလည်းအာနာပါအာနာတာကောင်းပါတယ်အာနာတယ်ဆိုတာစိတ်ကောင်းရှိတဲ့အမှုချင်းတစ်ခုပဲလေဒါပေမဲ့ကိုလည်းအာနာကြပါလို့ကျမတို့ကကိုလည်းအာနာဖို့ကျမကိုတိုင်းကလည်းပေါ့နော်အာနာဖို့ထိုက်တန်တဲ့သူပါလို့ဆိုတော့ဒါလေးမျှဝေချင်လို့ပါဗီဒီယိုလေးစုံနေကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်